ဒီမျိုးသမီးကိုအဆက်ခွဲဖို့အတွက်မင်းသမီးဟာသူစီးမဲ့ဒန်းကျိုးကိုတိတ်တဆိတ်ဓာတ်နဲ့လီးပြီးဖျက်ထားခဲ့ပါတယ်အမျိုးသမီးဒန်းပေါ်တက်နေလိုက်တဲ့အချိန်မှာပဲဒန်းကျိုးတွေဟာတဖြည်းဖြည်းနဲ့ပြက်လို့နီးပါးဖြစ်လာပါတော့တယ်မင်းသမီးကတော့အဝေးကနေကြည့်ပြီးကျင်းနဲ့ပီတီဖြစ်တဲ့အပြုံးမျိုးနဲ့ပြုံးနေခဲ့တာပေါ့ဒီကိစ္စတွေအားလုံးဟာအဲ့ဒီနေ့ကကျင်းပတဲ့မြပြပြိုင်ပွဲကနေစတင်ခဲ့တာပါမင်းသမီးဟာပြိုင်ပွဲရဲ့ပထမဆုကိုရအောင်ယူပြီးသူစိတ်ဆောင်းနေရတဲ့နန်းတော်ကိုရန်တော်နဲ့လက်ထပ်တဲ့နေရာမှာအသုံးပြုဖို့စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမျိုးသမီးကမြားငါးစင်စက်တိုက်ပစ်လိုက်ပြီးမြားအားလုံးကပြစ်မှတ်ရဲ့အလဲဘဟိုတဲ့ကိုကွင်းတီကွင်းချက်ထိမှန်လိုက်မယ်လို့မင်းသမီးတယောက်လုံးဝမျှော်လင့်မထားခဲ့ပါဘူးအဲ့ဒီမျိုးသမီးပထမဆုကိုရတော့မဲ့ဆဲမှာပဲမင်းသမီးကပြိုင်ပွဲကိုချက်ချင်းရတန့်ခိုင်းလိုက်ပြီးသူတပားကိုမတရားညစ်ပတ်တယ်လို့ဆွဆွဲပါတော့တယ်ဒါအပြင်အခက်ခဲအဆင့်ကိုမြင့်ပြီးပြန်လဲရှင်ပြိုင်ဖို့ဆိုတင်းတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကတော့မင်းသမီးရဲ့အပုတ်ချစကားတွေကိုဂယူးမဆိုင်ပဲသူ့ရဲ့နောက်ဆုံးများကိုလွတ်လိုက်ရမှာပြစ်မှတ်လဲတဲ့ကိုထပ်မံထိမှန်သွားပါတော့တယ်ဒါဟာမင်းသမီးကိုအကြီးကျယ်ဒေါသထွက်စေခဲ့ပါတယ်ဘုရင်ကြီးကလည်းသူ့သမီးစိတ်ကျေနပ်စေဖို့အတွက်ပြိုင်ပွဲစည်းကမ်းကိုချက်ချင်းပြောင်းလဲလိုက်ပြီးသူတို့နှစ်ယောက်ထပ်တိုးတိုက်ပွဲဖြစ်ဒန်စီရင်များပြပြိုင်ရမယ်လို့ကြေညာလိုက်ပါတော့တယ်လူတိုင်းကပြိုင်ပွဲကွင်းပြင်ဆင်ဖို့အလုံးရှုံနေကြတဲ့အချိန်မှာမင်းသမီးဟာအမျိုးသမီးရဲ့ဒန်းနာကိုတိတ်တဆိတ်ကတ်သွားပြီးဓားမြောင်နဲ့ဒန်းကျိုးကိုအနက်ဆိုင်ဆုံးလိဖျက်ခဲ့ပါတယ်ဒီခြေနေကိုဘာမှမသိရှာတဲ့အမျိုးသမီးကတော့ကိုယုံကြည်မှုအပြည့်နဲ့ဒန်းပေါ်ကိုတက်စီးလိုက်တာပေါ့ဒါပေမဲ့ဒန်းကစက်တင်လွှဲလိုက်တာနဲ့တပြိုင်နက်တစ်ခုခုမိုင်းနေပြီဆိုတာကိုသူရိပ်မိသွားပြီးရုတ်တရက်ထိတ်လန့်ချောက်ချသွားပါတော့တယ်ဒါကိုမြင်တဲ့မင်းသမီးကတော့သူပဲတေချာပေါက်နိုင်တော့မယ်ဆိုပြီးဝမ်းသာအားရကြုံဝါနေခဲ့ပါတယ်ဒါပေမဲ့လည်းအမျိုးသမီးဟာသူ့ရဲ့ထိတ်လန့်မှုကိုချက်ချင်းထိန်းချုပ်လိုက်ပြီးမျက်လုံးကိုမိတ်ကများပစ်ဖို့အသင့်ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသမီးဟာရုတ်တရက်ခေါင်းမူဝေလာပြီးမိမိရဲ့တန်းပေါ်မှာတင်ရိမ့်ထိုးနေတာကြောင့်ပြစ်မှတ်ကိုလုံးဝမချိန်ရွယ်နိုင်တော့ပါဘူးအမျိုးသမီးကတော့ဒီခွင့်ရေးကိုအရယူပြီးလေးကျိုးကိုဆွဲကမြားလွတ်လိုက်ရာဘောလုံးရဲ့အလဲဘဟိုကိုကွက်တီဖောက်ထွက်သွားပါတော့တယ်ဒါပေမဲ့အဲ့ဒီစက္ကန့်ပိုင်းတွင်းမှာပဲဒန်းကျိုးဟာအတန်အကျယ်ကြီးနဲ့ပြတ်ထွက်သွားပြီးအမျိုးသမီးဟာအမြင့်ပေါ်ကနေအရှိန်ဟုန်နဲ့ပြုတ်ကျလာပါတော့တယ်လူတိုင်းကတော့ထိတ်လန့်တုန်လှုပ်ပြီးကြည်နေမိကြတာပေါ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မင်းသမီးချစ်မြတ်နိုးရတဲ့ကိုရန်တော်ဟာအမျိုးသမီးရှိရာစီကိုချက်ချင်းပြေးဝင်သွားပြီးကောင်းကင်ရံမှာတင်ပွေ့ချီဖမ်းယူလိုက်ကမြေပြင်ပေါ်ကိုဘေးမတီရန်မခပဲဘေးကင်းလုံခြုံစွာချပေးလိုက်ပါတော့တယ်